အခုဒီနေရာလေးကကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာရှီလန်းကျောင်းနေပေါ့အဓိကတွာလာတဲ့ထိုင်းပြည်သူပြည်သားတွေရောကျွန်တော်တို့မြန်မာပြည်သားတွေရောပေါ့နော်ဒီရှီလန်းခီးကိုအသုံးပြုကြတာပေါ့နော်သူ့ရဲ့ဒီနေရာကထိုင်းနိုင်ငံဘန်ကောက်ပန်ကပီခရိုင်မှာရှိတာပေါ့နော်ဒါသူ့ရဲ့လေဆိပ်ပေါ့နော်ဒီဇလီစိတ်ကနေပြီးတော့ကျွန်တော်တို့တကယ်အထင်ကြီးရတူနန်းတို့ဘူဘေးစီတို့တွားကြတာပေါ့နော်သူကတကိတ်ဆိုရင်10-20လောက်ပဲပြီးရတာပေါ့နော်ဂိတ်ဆိုရင်20ကျော်လောက်ပြီးရတာပေါ့နော်သူရဲ့အနီးနားတစ်ဝိုင်းမှာရှိတဲ့ဒီနေရာလေးပေါ့နော်ကျွန်တော်ထိုင်းနိုင်ငံကိုရောက်တာတော်ကြာပြီပေါ့နော်ဒီနေရာကိုအခုမှရောက်ဘူးတာပေါ့နော်မြင်ဖူးတွေ့ဘူးနေရာတော့ကြာပြီပေါ့နော်ပေါ်ကနေစိုက်ကင်းနဲ့သွားလာတဲ့အချိန်တွေ့ဘူးတဲ့တခါမှတော့မရောက်ဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လည်းဒီနေ့မနေ့လေ့ကျင့်ခန်းလုပ်ရင်းနဲ့ရောက်သွားတော့အဲ့ဒါနဲ့ဗီဒီယိုတစ်ခုတော့ကောက်ရိုက်တယ်အခုလက်ရှိဘန်ကောက်မှာနေတဲ့မြန်မာပြည်သားတွေပေါ့နော်ဒီမှာလေစီးချင်တယ်လေကိုဂိတ်ဆုံစီးချင်တယ်ဆိုရင်ပေါ့နော်အဲ့ဒီနေရာလေးကိုရောက်အောင်သွားလိုက်ပေါ့နော်သူကဒီဘက်အဓိကဒီဘက်လေကားနေလာတာပေါ့နော်အဲ့ဒီဘက်လေကားမှာဘာရှိလဲဆိုကျွန်တော်တို့အထင်ကရတက်ကရူကျောင်းရှိတာပေါ့နော်အဲ့ဒီတက်ကရူကျောင်းကတော့ကျွန်တော်ကနာမည်တော့မသိနေဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အရှိဘက်ကသွားရင်တော့တွေ့ရတာပေါ့နော်သူလမ်းဖက်ပေါ့နော်အရှိဘက်လမ်းနေတွားရင်တော့တွေ့ရတယ်အဲ့ဒီကြောင်လေးကိုဒါတော့ကျွန်တော်တို့ဒီလေစီးတဲ့ဘေးပတ်လဲကန်းဆက်လေးပေါ့ပြောမစွန်းကန်းချီကန်းဆက်ပေါ့နော်ဒါတော့အချိန်ကအားဖြင့်မနက်6နာရီလောက်ပဲရှိသေးတယ်ပေါ့နော်မနက်ခင်းဝေလင်းပေါ့နော်တော့လေစီးသွားရင်အဆင်ပြေတယ်လေနော်အလုပ်ဒီပါသွားတာလဲတက်တာတယ်ထိုင်းနိုင်ငံမှာကားများတယ်ဆိုတော့ကားပိတ်တာနဲ့မီးပွိုင်းမိတာနဲ့အလုပ်သွားနောက်ကျတာပေါ့နော်ဒီလေလေးကိုစီးပြီးခီးသွားမယ်အလုပ်သွားမယ်အလုပ်ပြရမယ်ဆိုအဆင်ပြေတယ်ဈေးစကားလည်းတိတ်မကုန်ပေါ့နော်အများဆုံးကုန်မှ20-22ဘတ်ပဲပေါ့နော်ဒီလိုလေးပေါ့